အားလုံးပဲမင်္ဂလာပါရှင်ကြည့်မဲ့ channel လေးကနေကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ Marvel Hero တွေကတယောက်ဖြစ်ပြီးပရိသတ်တွေရဲ့နှစ်သက်သဘောကျမှုကိုအများဆုံးရရှိထားတဲ့ Spider-Man ဇာတ်ကောင်ရဲ့ပြောင်းလဲလာမှုတွေနဲ့ Spider-Man ဇာတ်ကားတွေရဲ့ပြောင်းလဲလာပုံအစဉ်စဉ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Spider-Man ဇာတ်ကားတွေကတော့1989ခုနှစ်ကတည်းကစတင်ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်1989ခုနှစ်မှာ Spider-Man ဇာတ်ကားဟာစတင်ထွက်ရှိလာခဲ့တာဖြစ်ပြီးတော့1988ခုနှစ်မှာပဲ Spider-Man Strike Back ဆိုပြီးထပ်မံထွက်ရှိလာခဲ့ပါတယ်။နောက်ထပ်3နှစ်အကြာ1982ခုနှစ်မှာတော့ Spider-Man The Dragon's Challenge ဆိုပြီးထွက်ရှိခဲ့ပါတယ်။ဒါအပြင် Spider-Man ဇာတ်ကားတွေဟာလူကြိုက်အရန်များတာမို့အဲ့ဒီနှစ်ဝန်းကျင်တွေမှာပဲ American နဲ့ Japan နိုင်ငံတို့မှာ TV series တွေအဖြစ်နဲ့ရိုက်ကူးပြသခဲ့ကြပါတယ်။ဒီလိုနဲ့2002ခုနှစ်မှာဆိုရင်တော့ဘတ်ဂျက်ငွေ American Dollar တန်း200အကုန်ကျခံပြီး21ရာစုရဲ့နည်းပညာတွေနဲ့ Spider-Man ဇာတ်ကောင်ကိုပြန်လည်အသက်သွင်းခဲ့ကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ Spider-Man ဇာတ်ကောင်ဖြစ်တဲ့ Peter Parker နေရာကနေမင်းသား Tobey Maguire ကပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒီဇာတ်ကားဟာအရန်ကိုအောင်မြင်ခဲ့ပြီးရုံဝင်ကြေး American Dollar 825သန်းထိပြန်လည်ရရှိခဲ့ပါတယ်။ဒါဟာဆိုရင်တော့ကမ္ဘာရုပ်ရှင်လောကအတွက်တော့အရန်ကိုကြီးမားတဲ့ပြရုပ်တစ်ခုဖြစ်ပြီးဒီဇာတ်ကားထွက်ရှိလာပြီးတဲ့နောက်မှာတော့ပီတာပါကာရဲ့အစက်ရုပ်ဟာကမ္ဘာတဝန်းလုံးမှာရှိတဲ့ကလေးတွေရဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်2004ခုနှစ်မှာတော့ Spider-Man 2ကိုဆက်လက်ထွက်ရှိခဲ့ပြီးဒီဇာတ်ကားဟာလည်းစူပါဟီးရိုးဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်တော့အရန်ကိုကြည့်ရှုလို့ကောင်းတဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ No matter how hard I try, I want Spider-Man dead. it's the ones I love who will always be the ones who pay. Find Spider-Man, or I'll peel the flesh off her bones. 2009ခုနှစ်မှာတော့မင်းသား Tobey Maguire ရဲ့နောက်ဆုံး Spider-Man ဇာတ်ကားလို့ပြောဆိုလို့ရတဲ့ Spider-Man 3ကိုရုံတင်ပြသခဲ့ပါတယ်။ Spider-Man 3ထွက်ရှိပြီးတဲ့နောက်ပိုင်းမှာတော့မင်းသား Tobey Maguire ရဲ့နောက်ထပ် Spider-Man ဇာတ်ကားတွေဟာဆက်လက်ထွက်ရှိလာခဲ့ခြင်းမရှိတော့ပါဘူး။ဒါပေမဲ့2012ခုနှစ်အရောက်မှာတော့ The Amazing Spider-Man ဇာတ်ကားဟာထွက်ရှိလာခဲ့ပြီးတော့ Spider-Man ဇာတ်ကောင်နေရာမှာတော့မင်းသား Andrew Garfield ကပါဝင်လာခဲ့ပါတယ်။မင်းသားပြောင်းလဲသွားခဲ့ပေမဲ့ပရိသတ်တွေရဲ့အကြိုက်ဖြစ်တဲ့ Superhero ဇာတ်ကောင်ဖြစ်တာမို့ဒီဇာတ်ကားဟာဆိုရင်လည်းအရင်ဇာတ်ကားတွေလိုပဲလူကြိုက်များခဲ့ပါတယ်။နောက်နှစ်အကြာ2014ခုနှစ်မှာတော့ The Amazing Spider-Man 2ဟာဆက်လက်ထွက်ရှိခဲ့ပါတယ်။ Everything. 2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ Civil War ဇာတ်ကားမှာတော့ Peter Parker အဖြစ် Tom Holland ကတစ်စိတ်တစ်ပိုင်းပါဝင်လာခဲ့ပါတယ်။ Well, I could have stuck the landing a little better. It's just a new suit. Wait, it's nothing, Mr. Stark. It's perfect. Thank you. Yeah, we don't really need to start a conversation. Okay. Captain. Big fan. ဇာတ်ကားတွေဟာပုံစံအမျိုးမျိုးနဲ့တရုပ်ဆောင်အစဉ်စဉ်ပြောင်းလဲလာခဲ့ပေမဲ့ယနေ့အချိန်ထိတိုင်းလူကြိုက်အရန်များတဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။ထွက်ရှိလာခဲ့တဲ့ဇာတ်လမ်းတိုင်းဟာလည်းဇာတ်လမ်းဆက်အိမ်စမ်းသစ်ပြီးတော့ဇာတ်ကားတွေမှာပါဝင်တဲ့နည်းပညာအသစ်စမ်းတွေဟာဆိုရင်လည်းအရန်ကိုကြည့်ရှုလို့ကောင်းတာမို့ကမ္ဘာတဝန်းမှာရှိတဲ့ရုပ်ရှင်ချစ်ပရိသတ်တွေဟာနောက်ထပ်ထွက်ရှိလာမယ့်ဇာတ်ကားတွေကိုရင်ခုန်စွာနဲ့အဆောင်မျှော်နေစေပဲဖြစ်ပါတယ်။ကြည့်မဲ့ channel လေးကနေအနုပညာနယ်ပယ်ထဲမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့ကြည့်မဲ့ channel လေးကို like follow နဲ့ subscribe ပြုလုပ်ထားဖို့မမေ့ပါနဲ့နော်ဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်